စစ်သားများသည်ငရဲကြတတ်သလားတဲ့စားတဲ့သူတို့ဆိုထားတာတော့ရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာရဲတော်မသေးသေးတော်ငရဲမလားလို့ပြောတာငရဲချဖို့ဆိုတာတော့သူကဒါတော့လူတယောက်မှာသူ့ရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်လို့ရတယ်မြတ်စွာဘုရားကဟောတာပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်လို့သာဟောတာငရဲကြအမလို့ဘယ်တော့မှဖះတိတိကြီးမဟောဘူး။ဘာကြောင့်မဟောတာတော့ဆိုအခြား condition တွေရှိတယ်။အခြား condition တွေရှိတယ်။ကဲလူလောကမှာပဲကြည့်ဒီပြစ်မှုတစ်ခုကျူးလွန်ရင်ထောင်ကြတယ်ဆိုပြီးတော့ဒီပတ်စံချမ်းသာလို့တဲ့လူကြီးနဲ့တိလို့ပတ်စံပေးလိုက်လို့လွတ်သွားတဲ့လူတွေမရှိဘူးလား။လူကြီးနဲ့တိလို့ဆိုလွတ်သွားတာမရှိဘူးလား။အဲ့ဒါဆိုရင်ဒီပြစ်မှုကျူးလွန်ရင်ဒီလိုခံရမယ်ဆိုတဲ့စကားဟာမှားလားမှန်လားအဲ့တော့ပါဏာတိပါဒလို့ရင်ငရဲကြတယ်လို့မြတ်စွာဘုရားတိုက်ရိုက်ကြည့်ပြတော့မဟုတ်ငရဲ၌ဖြစ်စေနိုင်သည်ဖြစ်စေနိုင်တယ်ဒီအကုသိုလ်ကငရဲကိုဖြစ်စေနိုင်ဒါပေမဲ့ဖြစ်ရမယ်လို့မဟောဘူးနော်သူ့မှာ condition တွေရှိတယ် condition တွေရှိတယ်လူကြီးနဲ့သိရင်တော့မကြောက်ဘူးငရဲမြတ်စွာဘုရားဟောထားတဲ့ဟာတစ်ခုပြောပြမယ်ဟိုကံတရားနဲ့ပတ်သက်ပြီးတော့တသမတ်ထဲမယူလို့မရဘူးဒီလိုစားခဲလေးတစ်ခဲဆိုနော်စားခဲလေးတစ်ခဲကိုရေတဝက်လောက်ထည့်ထားတယ်ဖန်ခွက်ထဲထည့်လိုက်ရင်ဘယ်နဲ့နေတောက်လို့ရပါငန်းတယ်လေအဲ့ဒီစားခဲကိုအိုးထဲထည့်လိုက်ငန်းအောင်မလားအဲ့တော့မငန်းတာဘာကြောင့်လို့ဆိုရင်ရေအမောက်နဲတာနဲ့များတာกว่าအဲ့တော့အကုသိုလ်လုပ်တဲ့လူကကောင်းတာတွေနဲလို့ရှင်တော့ခံရမယ်အကုသိုလ်တော့လုပ်တယ်ဒါပေမဲ့သူကအကောင်းတွေကလည်းအများကြီးလုပ်တယ်ဆိုရင်မခံရဘူးအဲ့ဒီလူကပျောက်သွားတယ်ဒါကသဘာဝတရားနော်သဘာဝပဲတကယ်လည်းလက်တွေ့တရားမြတ်စွာဘုရားကအဲ့လောနကပန္နသုံးမှာအဲ့လိုဟောတာမြတ်စွာဘုရားကဒီဖျားနဲ့ခိပြိုင်ဒီချိန်ဖျားကဘယ်လိုဟောတော့ယောကောစိပါဏမတိပါတိတိတဘောတောနိရိယဥပပစ္စတိသူများတဲ့တတ်တဲ့လူမှန်သမျှငရဲကြတယ်လို့ပြောတယ်မြတ်စွာဘုရားအဲ့ဒါကိုလက်မခံပါဏာတိပါတောနိရိယတောင်းတဏိကောပါဏာတိပါဒသည်ငရဲ၌ဖြစ်စေနိုင်သည်လို့ပြောတယ်ဖြစ်စေနိုင်သည်ဆိုတာဒီအကုသိုလ်ကတော့ငရဲကိုကြိုးပေးတတ်တယ်ဒါပေမဲ့လို့ငရဲကြမယ်လို့မဟောဘူးသူ့ရဲ့ condition တွေကိုကြည့်အောင် condition ဆိုတာအခြေခံအကြောင်းတရားတွေအများကြီးရှိတယ်အခြေခံအကြောင်းတရားတွေကြောင့်ငရဲမကြတာလည်းရှိတယ်နော်ပုံသေးကြီးမှတ်လို့မရဘူးလို့ဒီလိုပဲမှတ်ထားလိုက်ပေါ့နော်ဘလောက်ပဲသီလကောင်းမှုတွေပြည့်စုံလို့ပြိဿခံစားခွင့်တွေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရအောင်မနာရအောင်မသိရအောင်မအိုနာသိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲသန္တရာလေတယ်လို့ခေါ်ပါတယ်သန္တရာလေတယ်ဆိုတာဘာတွေလဲဘဝတွေတစ်ခုပြီးတစ်ခုရခန္ဓာတွေတစ်ခုပြီးတစ်ခုရနေတာကိုပဲခန္ဓာလေတယ်တန်တရာလေတယ်လို့ခေါ်တယ်။ပြီးတော့အဲ့ဒီခန္ဓာလေတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလလေးနဲ့လွတ်အောင်ယုံလို့ရမလားမရဘူး။ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းသိနေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်။ဟောဒီယုတ်တရားတန်တရားကြီးရဲ့စက္ကန့်တိုင်းအနိစ္စဆိုတာကိုစာထဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်။စာရဲကဒုက္ခခန္ဓာထဲမှာသိအောင်ရှာဖို့လိုပါတယ်။နော်မတရားလူထားတဲ့ယူရတဲ့ဘယ်တော့မှမချမ်းသာဘူး။သူတို့အမြဲတမ်းကြောက်တယ်။လူထားတဲ့အရာကိုလက်ထဲမှာရှိရတဲ့ပုဂ္ဂိုလ်ဒီအမြဲတမ်းကြောက်တယ်။တတ်တယ်လို့မှတ်တာ။ဘာမှမရှိဘူး။ကြောက်စရာမရှိဘူးလေ။ဒါသူတော့ရှောက်ကောင်းခဲ့တာကြည့်တော့အဲ့ဒီအင်းကြီးမန်းလေးတွေ့ပြီးတော့မှငမှားလေခြင်းဆိုတော့အစွဲကြီးကံပြီးရင်ဝဲနာကြသေဟာခွန်းလွတ်လိုက်တဲ့ပုဂ္ဂိုလ်ကနိုင်သွားတယ်လေ။ तू ရှုံးသွားတယ်။ရှုံးသွားတယ်လေ။အဲ့ဒီတကြောတေကိုဒီမှာဆရာတော်ရုပ်ရှင်လေးပါကြီးသူတို့ဟိုဒီစာပေခေါ်ပဲလို့ဆရာတော်တနေ့ကိုအခောက်200ဆိုတယ်အဲ့တချင်းကိုပြီးအဲ့ဒီရုပ်ရှင်ကိုအကျင့်ငယ်ငယ်လေးကကြိုက်တယ်ပြောလို့သူများကိုပြောဖို့အတွက်ကိုယ်ခံစားချက်မှုသွန်းလိုက်တာကိုကမင်းသားဖြစ်သွားအဲ့တော့မှချိုပြုံးကဝင်းကိုရကျင်တော့အတင်းယူသွားတယ်တင်းနေမြတ်နဲ့ကြိုက်တာမြန်မာစံတော်ညည9နာရီရှိပြီမို့မြန်မာပိုင်းစီစဉ်များကိုဒီတွင်ရဆန်း၍အင်္ဂလိပ်ပိုင်းအစီအစဉ်များကိုဆက်လက်အတန်လှည့်တော့ပါမယ်သောတာရှင်ပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေရှင်လို့မမဝေတော့တင်နေဝေရစတော့အဲ့ဒီမှာချိုပြုံးကမမဝေရတော့တက်နိုင်ငံလုံးကိုလေမမဝေအတန်လေးနဲ့
ကျမ်းမှာချမ်းသာကြပါစို့တင်းတင်းမချမ်းသာဘူးဘယ်ချမ်းသာလဲမတရားလူထားတာလေဒါမတရားလူထားတဲ့ယူတဲ့သူဘယ်တော့မှမချမ်းသာဘူးသူတို့အမြဲတမ်းကြောက်တယ်လူထားတဲ့အရာကိုလက်ထဲမှာရှိတဲ့ပုဂ္ဂိုလ်ဒီအမြဲတမ်းကြောက်တယ်သတ်သလုံးမှတ်တာဘာမှမရှိဘူးကြောက်စရာမရှိဘူးလေဒါ तू လူထားတာလေတော့မမဝေကတော့တင်းတင်းမှမချမ်းသာဘယ်ချမ်းသာမလို့ဆိုတော့ခွန့်လိုက်တဲ့ပုဂ္ဂိုလ်တွေကခါတော့ခါသေးတယ်ဒါပေမဲ့ तू ချမ်းသာတယ်ဗျအဲ့ဒီဟာမျိုးမွေးနေအောင်လုပ်စမ်းပါသူရီတယောက်ကောင်းဖို့ရောက်မှုဆိုပြီးတော့တတ်တတ်မဲ့သူတို့ညီကိုနှစ်ယောက်မရလို့ပြီးတော့အနန္တသူရီယောက်တတ်လိုက်တယ်ဘာမှမဆိုင်ဘူး